ဒီချက်မှာဒီနေ့ကြော်မှာတော့เนาะဒါဝတ်သားချင်းကျဥကြော်လေးဖြစ်ပါတယ်အဆက်ကြော်လေးဖြစ်ပါတယ်ပေါ့เนาะကျွတ်တော်လေးနည်းနည်းလေးစီတက်လာတာနဲ့ရွေးစေငရုတ်ဒီစိမ့်လေးထည့်မှာပေါ့เนาะဒါတော့ဝတ်သားချင်းကျဥအဆက်ကြော်လေးဖြစ်ပါတယ်ပေါ့เนาะကြော်မှာဖြစ်ပါတယ်ဒီလေးတက်လာတယ်ဒီဝတ်သားအချင်းလေးပေါ့နော်ဝတ်သားချင်းလေးထည့်ချလိုက်မှဖြစ်ပါတယ်ဒီချီလေးနဲ့လည်းကြော်မယ်နော်မဟုတ်လို့ရှိရင်စဖြစ်သွားမှာဆိုလို့နော်ဒီချီလေးနဲ့လည်းဒီဝတ်သားအချင်းကိုကြော်လာတဲ့အထိကြော်မှာဖြစ်ပါတယ်မီးနဲ့ကြမယ်နော်မဟုတ်လို့ရှိရင်ဝတ်သားတွေကသူကမီးအရန်ပြလို့ရှိရင်ဟိုကပ်ပြီးတော့တူသွားနိုင်တဲ့အတွက်ကြောင့်ဖြစ်လေးပဲကြမှာဖြစ်ပါတယ်ဝတ်သားအီအောင်ကြော်ဖို့အတွက်ပေါ့နော်ဒါတော့အချိန်ပြီးတော့စိတ်ရှိပြီးတော့ကြော်ရမှာဖြစ်ပါတယ်နော်ဝတ်သားချင်းလေးအကျဉ်းကြီးလာတယ်စက်သားမုတ်လေးနည်းနည်းလေးတုံးပြီးတော့စက်သားမုတ်နည်းနည်းထည့်မှာပေါ့နော်စက်သားမုတ်နည်းနည်းလေးထည့်မယ်โอเคလေကမှာဆိုလို့ဒီလေးနည်းနည်းလေးထည့်ပါရနော်အရာလေးအဲဒီလောက်အယူလေးရပြီဆိုရင်ကျက်ဥလေးနှလုံးလေးအောက်ထည့်မှာဖြစ်ပါတယ်ဒီဖြည်းလေးပေါ့နော်ဒီကျက်ဥလေးအပေါ်နဲ့အောက်ကမှပါအောင်ဒီဖြည်းလေးဆိုလန်ဒီလန်လေးဒီဖြည်းလေးကြော်ပြီးလိုက်မှာဖြစ်ပါတယ်ခဏလေးပေါ့နော်นี่อ่ะဖြည်းလေးပဲလုပ်တဲ့အခါကျတော့မဟုတ်ဘူးဖိနဲ့ကတ်သွားမှာဆိုလို့ပါဖြစ်ဆိုဒီဦးကနေလေးကြာပြီဆိုတော့ဟုတ်ဖိလေးကတ်ပါတယ်တကယ်ဟိုအိုးလေးအိုးမကတ်တော့အိုးလေးစုပိုကောင်းပါတယ်เนาะဒါနည်းနည်းလေးအိုးလေးကကြာပြီဆိုတော့အိုးလေးကတ်ပါတယ်လို့เนาะကျူလေးအနေစားလေးရပြီဆိုလို့ရှိရင်ကျက်သွန်မိတ်လေးနဲ့နည်းနည်းပင်လေးကိုထည့်လိုက်မှာဖြစ်ပါတယ်โอเคပြီပေါ့နော်ခရီးစီလေးထည့်ချင်တဲ့ဆိုစေဖို့စီနော်ခရီးစီလေးနည်းနည်းလေးထည့်လို့ရပါတယ်နော်အဲ့ဒါဆိုရင်ပို့ပြီးတော့အရသာရှိတယ်ပတ်တာချင်းဆက်ချက်ဥကြော်လေးရပါပြီရှင်ဒါတော့ရပါပြီဝတ်သားချင်းဆက်ချက်ဥကြော်လေးဖြစ်ပါတယ်ရှင်